ဒီနေ့မင်းပြောပြပေးမှာတော့ကွာအခုလာတဲ့စီစဉ်နဲ့ပတ်သက်ပြီးတော့ပြောပြမှာဖြစ်ပါတယ်ပထမဆုံးကတော့လှမလို့နဲ့တခုမှမလှပါဘူးဒါလေးကတော့အရှိသုံးမှမြင်နေရတာတော့ပထမဆုံးဘယ်လိုပြောမလဲ spirit လေးနဲ့မိတ်ဆက်ပေးတာဖြစ်ပါတယ်ဒီ spirit လေးမှာဆိုရင် emote ကလက်ကားရနော်အစီအစဉ်ပတ်မဝယ်လဲကွာသူတို့အလက်ကားရတာလေးရှိတဲ့ဟာကိုကြိုက်တာလေးတော့ယူလို့ရရနော်နောက်ပြီးတော့မင်းထင်တဲ့လောက်ကွာဒီကောင်းနေမှာမလှဘူးပေါ့ပြောမယ်ဆိုရင်ကြည်ရတာကွာဒါလေးကမင်းတို့ကစားကွင်းမှာတွေ့တဲ့ဟာလိုမျိုးထွေထူးတော့ဘာမှမရှိပါဘူးငုတ်ကြည့်လို့လည်းမရပါဘူးဒီကနေ့ဝင်ချသွားတာပဲရှိပါတယ်အဲ့ရနေစီပိုင်းနေကြားတဲ့ကနေပြီးတော့ကွာအောက်ဆင်းချလိုက်မယ်ဆိုရင်သူ့ရှိတဲ့သွားလိုက်မယ်အဲ့မှာ spirit နောက်တစ်ကောင်ရှိပါသေးတယ်ကဲဒါလေးကနောက်တစ်ကောင်ဖြစ်ပါတယ်သူ့ရှိမှလည်းတချို့အရာတွေကတော့လက်ကားရပါကွာသူ့ဘေးနားဆောင်ရင်လေးဖွင့်လိုက်ဗာများထူးကြမလဲလို့ကြည့်လိုက်တော့ငှက်ရုပ်လေးပါအဲ့ငှက်ရုပ်လေးကကင်ပြီးတော့လွှတ်ပြလို့ရပါတယ်ဒီလောက်ပါပဲပြပြပါမယ်ကိုကဆိုပြီးသူ့ထိရောက်ပြပါမယ်ရွှေအလကားရနဲ့ပတ်စံပေးရတာနဲ့ဘယ်လိုခွဲလဲဆိုရင်ကွာသူ့ emote တွေဘေးနားလေးမှာဒီအစီအစဉ်ရဲ့ပုံတံလေးမပါဘူးဆိုရင်အဲ့ဒါအစီအစဉ်ပတ်မဝယ်ဘဲနဲ့ကွာအလကားရတဲ့ဟာတွေပါပါတယ်ဆိုရင်တော့အလကားမရဘူးပေါ့ကွာအောက်ကနေတက်လာပြီဆိုရင်ဟိုဘက်လေကိုတက်သွားလိုက်မယ်ဆိုရင်တော့အတောင်တစ်ခုရပါမယ်ကြောတင်တာတစ်ခုကတော့အရင်ပုံစံနေနဲ့မတူပဲဒီကောင်လေးကလဲနေရပဲဖြစ်ပါတယ်အဲ့မှာတောင်တစ်ခုကောက်ပြီးသွားရင်ဆိုရင်တော့အရှိမကန်တယ်လေးလိုက်ယူလို့လည်းရပါတယ်ဒီနားလေးတစ်ဝိုက်မှာပေါ့ကွာနောက်တစ်ခုကပြောဖို့မေးခဲ့ခုနအောက်ထဲမှာပဲကွာအေးတောက်လို့ရမယ့်နေရာလေးပေါ့အဲ့ဒါလေးရှိတယ်ခုနကောင်မလေးရှိတဲ့နေရာလေးကနေပြီးတော့ဘေးအပေါက်ထဲဝင်သွားမယ်ဆိုရင်လည်းအတောင်မှတစ်ခုရပါဦးမယ်အဲ့ကြားထဲမှာအခုမြင်နေရတဲ့အတောင်လေးပါအဲ့ဒါတစ်ခုရှိကလည်းအကျော်တင်တာမထတော့ဘူးအညောင်းလို့နဲ့တူပါရဲ့လှဲ့နေတာဒီကောင်ကြတော့လေတချို့နေရာတွေမှာနေရာနဲ့တိုက်မဲ့ထင်ထားပေမဲ့လည်းဝင်သွားတဲ့နေရာမျိုးတွေလည်းဖန်တီးပေးထားပါတယ်ဘက်လာအဲရာလာမသိပေမဲ့ဒီလိုနေရာရဲ့တောင်ဆုံးနေရာမှာလည်းမှန်ထင်းဝင်ချသွားလို့လည်းရပါတယ်အဲ့ဒါဆိုအခန်းတစ်ခန်းထပ်တွေ့ရပါမယ်ဒါတွေကတော့ကိုယ်နဲ့မသက်ဆိုင်တဲ့အတွဲလာပြီးချိန်တွေ့လို့ရမယ်တပုံရိုက်လို့ကောင်းမယ့်နေရာလေးဖြစ်ပါတယ်ဒီအပေါ်တက်တဲ့ဟာအရှိတက်တဲ့နေရာမှာဈေးဆိုင်လေးတစ်ခုရှိပါတယ်အခုမင်းသွားနေရပါအဲဈေးဆိုင်ကလည်းမင်းတို့ကန်တဲ့ဝယ်ရတဲ့ပစ္စည်းလေးတွေလို့အယောင်လေးတို့ရှိပါတယ်ဒီမှာကျတော့ရွက်လေဟိုလှဲ့လို့တော့ရအတိုင်းပဲရွက်လေရမလဲပါဘူးဒီတိုင်းမှာပဲလှဲ့လို့ရတဲ့အောင်ပဲပြထားပါသူတို့တတ်ထားတဲ့တုံးကြီးကိုမီးရှို့လိုက်မယ်ဆိုရင်တော့ကိုယ်ရရှိကိုစတိုက်သွားပြရပါမယ်ကြည်တမပါဘဲနဲ့လည်းစတိုက်သွားရင်ဒုံးဆိုပြီးတော့ပြန်တက်သွားပါမယ်မင်းလို့အဲ့လိုပြန်တက်သွားရှိတဲ့မှာကန်တဲ့ကိတ်အကြီးတစ်ခုရှိပါတယ်အဲ့ဒါပြီးသွားရင်တော့ဒီအဝိုင်းဖြူဖြူလေးတွေကဂျမ်ပင်ခုံတဲ့ဟာလေးပါမြောက်မြောက်တက်သွားတဲ့ဟာလေးပါအဲ့ဒီပေါ်လေးတင်လိုက်မယ်ဆိုရင်လူကဖုံးဆိုမြောက်တက်သွားမှာပါဒီလောက်ပါပဲဒီဘက်ချမ်းကကြတော့အင်ကြီးတွေပဲလဲလို့ရတဲ့နေရာပါအင်ကြီးတို့အတောင်ပန်တို့ခေါင်းစုတို့လဲလို့ရတဲ့နေရာပါနောက်ဆုံးအနေနဲ့ကတော့ emote လဲရောက်ပါပြီ emote ကဘောလုံးလဲတဲ့ဟာလေးဆိုတော့ level 1တွေကတော့လူတိုင်းတော့ရကြပါတယ်နည်းနည်းမိုက်တော့မိုက်မယ်လို့ထင်တယ်မိုက်တယ်ပဲထားလိုက်ပါတော့ကွာဒုတိယတစ်ခုကတော့လက်မထောင်တာပါဗီဒီယိုရိုက်တဲ့ခါပဲဖြစ်ဖြစ်သူများစကားပြောနေလက်မထောင်လို့လည်းရပါတယ်နောက်တစ်ခုကစာရွက်လေးမှတ်တဲ့ဟာပါစင်းရင်ကင်လို့ပါလို့ပေါ့ဗီဒီယိုရိုက်တဲ့ခါအသုံးဝင်မယ်လို့ထင်ပါတယ်နောက်ဆုံးတစ်ခုကတော့အာနာဂရောင်းလှည့်ပါဖြစ်ပါတယ်ဒါတော့ level 2 emote ပါမေမေကမြင့်ထားမဟုတ်လို့ဝမ်းကတော့အယောင်မပါဘူးပေါ့ကွာဒီတိုင်းပဲသကောဝိုက်တာပါဒါပါပဲကျေးဇူးများတင်ပါတယ်မေမေအနေနဲ့ဒီ season မှာကလုံးဝတာမန်ကြီးပဲလို့ထင်ပါတယ်ကျန်တဲ့လူတွေတော့ဘယ်လိုသဘောရတော့မသိ